အပိုင်းခုနှစ်ကန်ဂျမာရဲ့စုံမတ်အိုလီဗာရဲဌာနကိုပြန်ဝင်ခဲ့တာတစ်လရှိပါပြီ။သူမဟာခေတ်သစ်ကမ္ဘာမှာအသားကျအောင်ကြိုးစားနေပေမဲ့သူမရဲ့စိတ်အစဉ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းရာကြီးစီမှာပဲကြံရစ်နေခဲ့တယ်။သူမဟာအရင်တက်ပိုးပြီးအီးဆက်ငိမ်သက်သွားပြီးအမှုတွေကိုပဲအာယုံစိုက်နေခင်တယ်။ဒါပေမဲ့သူမရဲ့လက်ထဲမှာရှေးဟောင်းရွှေလက်စွပ်လေးကတော့တခါတရံမှာထူးဆန်းတဲ့အလင်းတန်းလေးတွေထွက်ပေါ်နေတတ်တာကိုသူမတယောက်တည်းတာသတိပြုမိခဲ့ပါတယ်။တနေ့မှာတော့ဌာနမှူးကအဖွဲဝင်တစ်တယောက်နဲ့မိတ်ဆက်ဖေးဖို့အိုလီဗာကိုခေါ်လိုက်တယ်။သူကတခြားနယ်ကနေယာထူးတိုးနဲ့ပြောင်းလာတဲ့စုံတော့အရာရှိအစ်စ်ပဲတဲ့။အိုလီဗာဟာစိတ်မပါလက်မပါနဲ့တကားဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့သူမရဲ့တကိုယ်လုံးကြောက်ရွံ့လို့ခဲတော့နေရတယ်။တကားဝါမှာရပ်နီလာကနက်ပြာရောင်ဝတ်စုံနဲ့ခံညားလို့နဲ့လီငယ်တူ။သူမရဲ့ရှေ့မှာရပ်နေတဲ့သူဟာရှေးကကသရိုးရာစာနဲ့တပုံစံတည်းပါပဲ။ဒါပေမဲ့ဒီဘက်ခေတ်ရဲ့စုံတော့အရာရှိဝတ်စုံနဲ့ပေါ့။သူကအိုလီဗာကိုစိုက်ကြည့်ရင်အရင်အတိုင်းနှွေးထွေးတဲ့အပြုံးနဲ့နှုတ်ဆက်လိုက်ပါလေ။မင်္ဂလာပါကျွန်တော်နာမည်သရိုးရာစာပါအရင်ကတီးခဲ့ဘူးသလိုပဲခံစားရတယ်နော်စုံတော့အိုလီဗာရဲ့အိုလီဗာရဲ့နှလုံးသားဟာအဆက်မတန်ခုန်လာပြီးမျက်ဝန်းတွေထဲဝမ်းသာမျက်ရည်တွေပြည့်ရှံသွားခဲ့ရတယ်သူတို့နှစ်ဦးရုံးခန်းရဲ့ဝရန်တာမှာတီးတန့်စကားပြောဖြစ်ကြတဲ့အခါသရိုးရာစာကသူ့ရဲ့ရင်ဘတ်အိတ်ထဲကနေအရာတစ်ခုကိုထုတ်ပြလိုက်တယ်အဲ့ဒါကတော့အိုလီဗာရှေးခေတ်မှာကြံရစ်ခဲ့တဲ့သူမရဲ့ခေတ်သစ်ဆုံးထောက်တစိုက်လေးပါပဲဒီတစိုက်လေးကကျွန်တော်မိသားစုမှာမျိုးရိုးစင်စစ်ထိမ့်သိမ်းလာခဲ့တဲ့အဖိုးတန်ပစ္စည်းတစ်ခုပေါ့ကျွန်တော်ဒီနေ့အထိဒီပိုင်ရှင်ကိုရှာနေခဲ့တာလို့သူကပြောလိုက်တဲ့အခါကန်ဂျမာဟာသူတို့နှစ်ဦးကိုအချိန်ကာလတွေကိုဖျက်ချော်ပြီးပြန်လဲစုံစည်းပေးလိုက်ပြီးဆိုတာအိုလီဗာသိလိုက်ရပါတော့တယ်ရှင်တကယ်ပဲရောက်လာပြီပေါ့လို့အိုလီဗာကရှိုက်ကြီးနဲ့ရေရွတ်လိုက်တဲ့အခါသူတို့ရစာကသူမရဲ့လက်ကိုညင်းတာစွာဆုပ်ကင်လိုက်ပါတယ်ဘယ်ခေတ်မှာပဲဖြစ်ဖြစ်ဘယ်ဘဝမှာပဲဖြစ်ဖြစ်မင်းကရှာတွေ့အောင်လာခဲ့မှာပါရောမယ်တဲ့သူတို့နှစ်ဦးဟာခေတ်သစ်မျိုးပြကြီးရဲ့နေဝင်ချိန်အောက်မှာတယောက်ကိုတယောက်နှွေးထွေးစွာဖတ်ထားရင်ပြီးဆုံးသွားတဲ့အတိတ်ကအလွမ်းတွေကိုအနာဂတ်ရဲ့ပျော်ရွှင်မှုတွေနဲ့အစားထိုးလိုက်ပါတော့တယ်